မင်္ဂလာပါကျွန်တော်စိန်ထုံးပါမိတ်ဆွေတို့ရှင်လန်းချမ်းမြေကြပါစေကျွန်တော်ဒီနေ့မိတ်ဆွေတို့ကျွန်တော်အကြောင်းအရာတစ်ခုပြောမယ်အဲ့ဒီအကြောင်းအရာကတော့လူကောင်းတစ်ယောက်ဘာကြောင့်အမှန်တရားကိုဆွံ့လွတ်သွားတာလဲဆိုတော့ကြောင့်လူကောင်းတစ်ယောက်ကဘာကြောင့်အမှန်တရားကိုဆွံ့လွတ်သွားတာလဲဒီမိကုန်းမေးတဲ့ခါကျရင်လူတွေအားလုံးကသူကရင်ထဲကလူဆိုးဖြစ်နေလို့သူကငွေမဲ့လို့အဲ့ဒီကောင်အာနာလိုချင်လို့ဒါအဲ့လိုပဲလွယ်တကူဖြစ်မယ်ဒါပေမဲ့တကယ်တော့အဲ့လိုမဟုတ်သေးဘူးလူတယောက်ကမနဲ့အိယာထတဲ့အချိန်မှာဒီနေ့ကစပြောငါကတော့ငါအကျိုးပဲငါကြည့်တော့မယ်ဆိုပြီးတော့နိုးလာတာမဟုတ်ဘူးငါအကျိုးကတော့မကြည့်တော့အဲ့လိုဆုံးဖြတ်ပြီးတော့နိုးလာတာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအစာဘယ်လိုဖြစ်လာလဲဆိုတော့အကြောက်တရားအစာဖြစ်တာ fear ဒီကြောက်တရားလွတ်မြောက်ဖို့လိုတယ်အဲ့တော့ freedom from fear အဲ့တော့အကြောက်တရားဘာကြောက်လဲအဖမ်းခံနေရတယ်မြင်တယ်ရဲစနှိမ့်ဆက်ခံနေရတယ်မြင်တယ်အသက်ခံနေရတယ်မြင်တယ်အဲ့ဒီချိန်မှာကျွန်တော်တို့အားလုံးဖြစ်လာတဲ့ပထမဆုံးတွေ့ရတော့ငါနဲ့ငါမိသားစုလုံးကျုံရမယ်ဖြစ်လာတာအဲ့တော့အဲ့ဒီတွေ့ဘယ်သူကဖြစ်တယ်နိုင်မှာဘယ်သူမှမတင်နိုင်ဘူးကြောက်တယ်လူပဲဘာဖြစ်လို့လဲအဲ့ဒါလူသားဆန္ဒလူတိုင်းကြောက်တတ်တယ်ဒါလူသားဆန္ဒအဲ့ဒါပြဿနာမဟုတ်ဘူးဒီနေ့မပြောတော့နှစ်ရက်အမြင်တယ်လို့နေလိုက်မယ်တလားအဲ့ဒါငါကိစ္စမဟုတ်ဘူးဒီနှစ်စင်ပြေနေပြီးတာပဲအဲ့ဒီအချိန်မှာ तू မသိလိုက်ဖ ೇನೆ အကြောက်တရားနေပြီးတော့အတ္တဝါဒဖြစ်ပြောင်းနေသွားတယ်။ तू ဟာအတ္တဝါဒီသမားဖြစ်သွားတယ်။အဲ့ဒီအတ္တဝါဒီသမားဖြစ်ဖို့ဆိုတာတစ်ချိန်နဲ့မရဘူး။အကြောက်တရားစပြီးတော့တရက်ပြီးတရက်တနေ့ပြီးတနေ့နေတိုင်းအလေးကျင့်လုပ်တာ။အဲ့ဒီအလေးကျင့်ကလူစိတ်ကိုပြောင်းလဲတယ်။အဲ့ဒီမှာအလေးကျင့်လည်းရသွား तू ကဘာလဲဆိုအတ္တဝါဒီကိုကျိုးပဲကိုတွေးတော့တယ်ငါအကျိုးပြတ်မယ်ဘာမှမလုပ်တော့ငါမိသားစုအကျိုးပြတ်မယ်ဘာမှမလုပ်တော့ဘူးဆိုတော့ तू ဘာလုပ်သွားလဲဆိုတော့အမှန်တရားကိုကြောက်ခိုင်းပလိုက်တော့တယ်အခုအာနာရှင်တွေကိုကျွန်တော်တို့တော်လန်နေကြတယ်လုပ်နေကြတယ်အခုလူတော်လန်ရေးစီလုပ်နေကြတယ်သူပြန်ကိုပြန်မယ်ချာနေကြတယ်ပေါ့နော်အဲ့ဒါဆိုအာနာရှင်ကဘယ်အချိန်မှနိုင်တာလဲအဲ့တော့ခင်ဗျားနဲ့အာနာရှင်နဲ့ရှင်းပြမိထားပါတော့ဒါဆိုအာနာရှင်ဘယ်ချိန်မှနိုင်မှာအဲ့တော့ခင်ဗျားကိုတပ်ပလိုက်တဲ့အချိန်မှနိုင်မှာလားခင်ဗျားကိုအချင်းချတဲ့အချိန်မှနိုင်မှာလားနိုင်လားအချိန်မှမဟုတ်ဘူးမနိုင်ဘူးပဲအချိန်မှလူတယောက်ကအမှန်တရားကိုမပြောတော့ဘူးဆိုပြီးကြောက်ခိုင်းလိုက်တဲ့နေ့ကတော့အာနာရှင်နိုင်နေနေပဲချင်းသေးတယ်ခင်ဗျားစိတ်ကိုသူနိုင်သွားပြီအချို့ပြောလိမ့်မယ်ဗျအဲ့ကြည့်လေတိတ်နေတဲ့လူတွေကဘယ်လောက်အဆင်ပြေနေလဲတိတ်နေဘာမှပြောမနေတဲ့ဟိုသူတို့လုပ်ပါစေကိုနဲ့မသိကြဘူးမသိဘူးကိုနဲ့မဆိုင်ဘူးတန်နေလိုက်တော့တူလာဟိုအိမ်ရှိတယ်ကားရှိတယ်ငွေရှိတယ်ယာတို့ရှိတယ်ကြည်စမ်းအကုန်အဆင်ပြေပြောနေကြတာအဲ့လိုကြည့်ပြောငါလည်းဖြစ်ချင်တယ်အဲ့လိုတွေးနေတယ်အဲ့ဒီအောင်မြင်မှုတန်ဖိုးကဘာလဲဘယ်လိုအောင်မြင်တာလဲဘယ်လိုတန်ဖိုးလဲအဲ့အောင်မြင်တန်ဖိုးအဲ့ဒါကိုကျင်တရားနဲ့လဲထားတာတွေအမှန်တရားနဲ့လဲထားတယ်တတ္တိနဲ့လဲထားတယ်လူကုံသိက္ခာနဲ့လဲထားတာအဲ့ဒါအောင်မြင်နေတယ် infrastructure တွေသူပိုင်းနေငွေရေလိုသုံးနေတယ်ဗါလဲအဲ့ဒီအောင်မြင်မှုလို့ခေါ်လာကဘာကြီးပေါ်မှာအာနာရှင်စနစ်ဆိုတာအာနာရှင်စနစ်ဘယ်သူကမှမိတ်ဆွေမဖြစ်ဘူးဘယ်သူကမှသူ့ရဲ့မိတ်ဆွေတွေလို့မမြင်ဘူးအသုံးဝင်အသုံးချမယ်အသုံးမဝင်သွားလိုက်တော့လွှင့်ပြမယ်ဒီနေ့ချီးမြှောက်မယ်မနေ့ဖန်ကောက်ဖမ်းမယ်ဒီနေ့မြောက်စားတယ်မနေ့ဖန်သမိုင်းနေရဖြတ်ပလိုက်မယ်ဒါကဘာကြီးပေါ်အာနာရှင်စနစ်ရဲ့သဘောတဘာဝသမိုင်းကိုပြန်လေ့လာကြည့်လိုက်လို့ရှင်ဒီခဏတာချမ်းသာနေတဲ့လူတွေခဏတာအာနာရတဲ့သူတွေအာနာရနေတဲ့လူတွေခဏတာချမ်းသာနေတဲ့လူတွေနာမည်တော့မကြမ်းဘူးဒါပေမဲ့အမှန်တရားကိုရောင်းမစားခဲ့တဲ့သူတွေကတော့
တမိုင်းကမင်းမပြဘူးမတရားမှုကိုစန့်ကျင်တဲ့သူတွေကိုတမိုင်းမှာမှတ်တမ်းတင်တယ်အဲ့တော့ခမည်းရဲ့အောင်မြင်မှုကိုငွေနဲ့တိုင်းမလားယာရုနဲ့တိုင်းမလားကားနဲ့တိုင်းမလားမဟုတ်ဘူးဘယ်လိုတိုင်းတာမှာလဲဆိုတော့ခမည်းအမှန်တရားကိုဘယ်လောက်ထိစုပ်ကိုက်ထားတယ်လဲဆိုတာတိုင်းဒါပဲအဲ့ဒါလူတစ်ယောက်ရဲ့တန်ဖိုးပဲအာနာရှင်အသိရှိဘာလို့ချင်လဲမိတ်ဆွေရှိရအာနာရှင်ဘာလို့ချင်လဲမိတ်ဆွေအသက်လားမိတ်ဆွေပတ်စံလားမဟုတ်ဘူးအာနာရှင်လို့ချင်တာမိတ်ဆွေရဲ့စိတ်ကိုလို့ချင်တာမိတ်ဆွေရဲ့စိတ်ကိုလို့ချင်တာဘာဖြစ်လို့လဲဆိုတော့အဲ့လိုလူတစ်ယောက်ရဲ့စိတ်ကိုသိမ့်ပိုက်လိုက်ပြီဆိုတဲ့အချိန်မှာအဲ့လူတစ်ယောက်အမှန်တရားကိုပြောရတဲ့တတိမရှိတော့ဘူးအဲ့တော့အမှန်တရားအတွက်ပြောရတဲ့အသံတွေအလိုတိတ်သွားလိမ့်မယ်အဲ့ဒီနေရာတော့မိတ်ဆွေကိုတတ်เสียမလို့မိတ်ဆွေရဲ့လွတ်လပ်မှုကိုတတ်လိုက်တဲ့နေ့ဖြစ်သွားပြီဒါကြောင့်အကြောက်တရားရှိတာကျွန်တော်ရှက်เสียမလို့ကျွန်တော်လည်းကြောက်တတ်တယ်လူတိုင်းကြောက်တတ်တယ်ဒါပေမဲ့အကြောက်တရားကိုအကြောင်းပြပြီးတော့ခင်ဗျာအမှန်တရားတွေဆွန့်လွတ်လိုက်ပြီးကြောက်ခိုင်းလိုက်ပြီးဆိုတော့နေရာစပြီးတော့အာနာရှင်ကမိတ်ဆွေကိုနိုင်ရပါအဲ့ဒါအာနာရှင်ကအနိုင်ရတဲ့နေ့တယောက်တည်းမိတ်ဆွေလို့ပြောနေတာအဲ့တအုံလုံးကြီးကိုနိုင်ရင်အဲ့တုံတော့အမှန်တရားကိုဆွန့်လွတ်လိုက်လို့ပဲအဲ့တော့အကြောက်တရားပြပြီးတော့မှငါနဲ့ငါမိသားစုလုံုံကြီးအတွက်အရေးကြီးတယ်ဆိုပြီးတော့အကြောက်တရားတွေနေ့စဉ်မွေးဖွားရင်းနဲ့အမှန်တရားကိုဆွန့်လွတ်တတ်တဲ့သူအလေးအကျင့်အလိုလိုဖြစ်သွားတယ်အဲ့လိုအလိုလိုဖြစ်သွားရင်အာနာရှင်နိုင်ပြီအဲ့ကောင်နေညေးအေးစေပဲအမှန်နေဘာမှမပြောရဘူးအမှန်ကိုလာမပြောနဲ့ပြောတဲ့လူပြဿနာရှာမှာအဲ့တော့ကြောက်တော့မလုပ်ရင်အမှန်တရားရဲ့သေအဲ့သေတဲ့နေရာတော့အာနာရှင်နိုင်တဲ့နေပဲလူတယောက်ရဲ့အမြင့်ဆုံးအောင်မြင်မှုကဘာဖြစ်မှထင်လဲလူတယောက်ရဲ့အမြင့်ဆုံးအောင်မြင်မှုကတော့စုံငန်းတိုင်အောင်အမှန်တရားဘက်ကယက်တည်ခြင်းပဲဖြစ်တယ်လူတယောက်ရဲ့ဂုဏ်သိက္ခာလူတယောက်ရဲ့မြင့်မြတ်မှုလူတယောက်ရဲ့အောင်မြင်ဆုံးကတော့စုံငန်းတိုင်အောင်အမှန်တရားဘက်ကယက်တည်နိုင်ခြင်းပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်